မှာလည်းကင်ကြည့်နော်ကျွန်တော်ကင်ကြည့်တော်ရတာရှိတယ်ဒါကျွန်တော် Fortuno ပါခင်ဗျာ Fortuno လူငယ်တွေတချို့လူငယ်တွေစိတ်တက်ကြတယ်ရှုံးပေးတယ်ဒီမှာကြည့်နော်ကျွန်တော်တို့လူငယ်တွေလိုက်မမီတဲ့တက်ရွယ်တစ်ခုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တို့နှစ်တစ်မှာတည်င်းကောင်းအထူးလေးပြောစရာရှိပါတယ်အဲ့ဒါက Roymo ကုမ္ပဏီကြီးမှာကျွန်တော်တို့နောက်ထပ်ကားပိုက်ရှင်တစ်ယောက်ထပ်ပြီးတော့ပေါ်ထွက်လာပါပြီခင်ဗျာဒါကကျွန်တော်တို့ Roymo ကုမ္ပဏီကြီးမှာအခုဆိုရင်တော့နောက်ထပ်စံပြတစ်ယောက်လို့ပြောလို့ရတယ်Roymo မှာလူကြီးပိုင်းအဆင့်ထိမရောက်သေးဘူးဆိုပေမဲ့စ조사ခဲ့တာအချိန်တစ်ခုတော့အတွင်းမှာရလက်ကောင်းကောင်းဖော်ဆောင်ပေးနိုင်တယ်ပြီးရင်တစ်ယောက်တည်းမဟုတ်ဘူးနှစ်ယောက်ပေါင်းပြီးစ조사နိုင်ခဲ့တဲ့ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီကနေ့ဗီဒီယိုဖိုင်ထဲမှာဘယ်လိုလုပ်ပြီးတော့ဒီလောက်ရသွားတာလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့ပညာရအောင်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါเนาะဒါအသက်အရွယ်ရဆိုရင်လည်းလူငယ်တွေတချို့လူငယ်တွေစိတ်တက်ကြတယ်ရှုံးပေးတယ်ဒီမှာကြည့်เนาะကျွန်တော်တို့လူငယ်တွေလိုက်မမီတဲ့အသက်အရွယ်တစ်ခုကိုရောက်သွားပြီအဲ့တော့ဒီကနေ့ဖေးဝယ်မဲ့ကားကဘာကားလဲကျွန်တော် Fortuno ပါခင်ဗျာ Fortuno ဆိုအနည်းဆုံးကဘတ်10သိန်းထပ်မှရှိတယ်เนาะဒါကကျွန်တော်တို့ဒီလိုမျိုးလုံနိုင်ခဲ့တယ်ဆိုတာအရန်အံ့ဩဖို့ကောင်းတယ် Roymo မှာတချို့ပြောတာနင်တို့ဟာယာရုကြီးပတ်စံမကြံဘူးနင်တို့ကပတ်စံတကယ်ရလို့လားအဲ့စကားတွေကထက်ကကြားလာတယ်ကျွန်တော်တို့ကလက်တွေ့ဘလောက်ပဲမယုံဘူးတဲ့သူတွေအပြင်မှာလက်ကင်ကြည့်နော်ကျွန်တော်ကင်ကြည့်တော်ရတာရှိတယ်ဒါနော်အဲ့တော့ဖေးရင်ခုပေါ့နော်ဒါ Fortuno ဆို10သိန်းအထက်ဝင်ခြင်းကိုဒါဝယ်နိုင်လောက်တဲ့ထိကိုရဖို့အတွက်ဆိုရင် Roymo မှာလောက်တာဘယ်နှစ်ရှိပြီလဲဟုတ်ကဲ့ကျွန်တော်တစ်နှစ်ကြော်အတွင်းမှာကျွန်တော်ရောကျွန်တော်ဇနီးရောနှစ်ယောက်ပေါင်းပြီးယာရုကြီးနဲ့ရတဲ့စုတဲ့ဝင်ငွေကိုပြန်လဲပြီးတော့ကျွန်တော်တို့ပွားများပြီးတော့လှုပ်တဲ့အတွက်အခုဆိုရင်Fortuno 10သိန်းတောင်စီးတော့ပါမယ်ခင်ဗျာဝါတချို့တော့ကျွန်တော်ထိုင်းနိုင်ငံတက်လာတဲ့လင်မြားနှစ်ယောက်သူတက်လာတဲ့ရီမန်းချက်တွေနဲ့ကျွန်တော်တို့လှုပ်ကျင်တဲ့သူတွေရှိတယ်ထိုင်းရောက်ပြီးမှလင်မြားကွဲသွားတယ်အများကြီးပဲရီမန်းချက်တွေပြက်ကုန်အဲ့တော့အဲ့လိုမဖြစ်စေချင်ဘူးဆိုဘယ်ဟုတ်လား Roymo ဟုတ်လားဒီနေ့ဒါကိုယ်တိုင်ရှေ့ကလမ်းပြတယ်ကိုယ်တိုင်စူးစမ်းခဲ့လာတယ်စူးစမ်းပြီးကိုအောင်မြင်တဲ့ခါကိုမျိုးသမီးကိုလည်းထည့်လိုက်တယ်ဆိုကြတကုတ်ကျွန်တော်နည်းနည်းမကြည့်မယ်ဘယ်လောက်တော့နော်ဒါကိုမျိုးသမီးကိုလည်းကောင်းကောင်းမွန်ထားပေးနိုင်တယ်ကိုလည်းအခုဆိုရင်ဒါကိုပိုင်ကားပိုင်ရှင်ဖြစ်လာတော့မယ်နော်အဖေကြီးနေလည်းအခုလက်ရှိဝင်ငွေဘယ်လောက်ပိုင်ဆိုင်ထားပြီလဲအခုဆိုလို့ရှိရင်4သိန်းကျော်ကျွန်တော်ပိုင်ဆိုင်ထားပါပြီဝါးဘာ4သိန်းကျော်နော်ဒါ4သိန်းကျော်ပြီးအမျိုးသမီးကကြာတော့အမျိုးသမီးကလည်း3သိန်းကျော်4သိန်းပါပဲခင်ဗျာဝါးနှစ်ယောက်ပေါင်းဆိုရင်ဒါ8သိန်းကျော်9သိန်းလောက်ပိုင်ဆိုင်ထားပြီရတဲ့ပတ်စံတွေကိုလည်းဖေကြီးအပြင်မှာပြန်ပြီးပွားလာတယ်နော်ဒါစီးပွားရေးဆိုတာအဲ့ဒါပဲစီးစင်းမှုတိုင်းမှာကျွန်တော်ပွားများအောင်လုပ်တာRoymo ကပတ်စံစီးစင်းလာတယ်ဆိုရင်ဒီကပတ်စံကိုပွားမှန်းအောင်ကျွန်တော်ဘယ်လိုထပ်လုပ်ရမလဲအဲ့လို idea ရှိတဲ့လူတွေလေကျွန်တော်ချမ်းသာမှာဖြစ်တယ်အဲ့လို idea မရှိရင်တော့ကျွန်တော်တို့ဂရေ80တထေးသားလဲမွဲမှာပဲเนาะဒါဆိုရင်ဒီကနေ့ကျွန်တော်ထင်တယ်အဲ့တော့နောက်ထပ်ကားပိုက်ရှင်တယောက်ပေါ်လာပြီဆိုတော့ကျွန်တော်တို့တထေးကြီးရဲ့ရင်ထဲမှာတော့ကျွန်တော်တို့တော့အဲ့လိုမျိုးပဲပျော်နေလောက်ပြီဝမ်းတာပါတယ်ပျော်ကလေးပျော်ပါတော့เนาะဒီလိုမျိုးလက်ငင်းဝယ်ဖို့ကအခုစီပတ်စံအလုံးစုပေါင်း10သိန်းကျော်တယ်မထင်မှတ်ထားနဲ့ဟာခု Roymo မှာကျွန်တော်တို့ယာတူကြီးတမတယောက်ပြန်ပေါ်လာပြီး Roymo ကိုစီးဖို့ကားကအားလုံးသူ့ရဲ့တန်ဖိုးက10သိန်းကျော်ပဲစီးကြတယ်နော်အရန်ကိုလည်းဝမ်းတာပါတယ်နောက်ပြီးတော့ခလေးတို့လေးစိတ်တမကြနဲ့နော်မထင်နဲ့ကိုလည်းမဝယ်နိုင်ဘူးမစီးနိုင်နဲ့အသွေးခေါ်ကိုမတွဲပါနဲ့ Roymo ကုမ္ပဏီမှာအားလုံးဖြစ်နိုင်တယ်အားလုံးအောင်မြင်နိုင်တယ်အားလုံးကလေးကားကောင်းကိုဝယ်စည်းနိုင်တယ်ကျွန်တော်တို့အကြွားလည်းမဟုတ်ဘူးအခုကလက်တွေ့စနစ်တကျနဲ့ပြပေးတယ်အဲ့ဒါပဲကဲရွတ်ညီကိုမဓမ္မတို့ကြည့်တဲ့လူကကျွန်တော်တို့ဘဝအတစ်နဲ့အတူတူနေချင်းကိုပိုင်ကားကောင်းစီးချင်းစီ Roymo ကုမ္ပဏီကိုလာပါဟုတ်ကဲ့